ညတကောင်ရံမှာလူတိုင်းအိမ်မောကြနေချိန်မိတ်ဆွေကတော့ဖုန်းလေးကင်ပြီးတယောက်ရဲ့ဘဝတွေကိုလိုက်ကြည့်နေမိသလားတငယ်ချင်းတယောက်ကကားအသစ်ဝယ်လိုက်ပြီးလုတ်ဖော်ကင်ဘက်ကယာရူးတိုးသွားပြီးတခြားတယောက်ကတော့နိုင်ငံခြားမှာပျော်နေပြန်ပြီအဲ့ဒီပုံတွေကိုကြည့်ရင်းနဲ့မိတ်ဆွေရဲ့ရင်ထဲမှာငါကတော့ဘာမှဖြစ်မလာသေးပါလားဆိုတဲ့တိမ်ငယ်စိတ်နဲ့အနဲ့ထိုးသလိုနာကျင်ရဘူးလားရှင်ဒီနေ့ခေတ်မှာကျမတို့ဟာကိုယ့်ရဲ့အတွင်းပိုင်းပြဿနာတွေကိုသူများရဲ့အပြင်ပန်းလှပမှုတွေနဲ့တွားပြီးနှိုင်းယှဉ်နေတတ်ကြပါတယ်ဒီနှိုင်းယှဉ်ခြင်းအစိတ်အတောက်ကမိတ်ဆွေရဲ့ပြစ္ဆုတ်ပံပျော်ရွှင်မှုကိုဘလို့ဝါမျိုးနေတယ်လဲဗုဒ္ဓရဲ့အမြင်နဲ့ဒါကိုဘလို့ကုစားမလဲဆိုတာဒီနေ့အသေးစိတ်ဆွေးနွေးသွားပါမယ်ရှင်မိတ်ဆွေတို့ရှင် social media ဆိုတာလူတိုင်းကသူတို့ဘဝရဲ့အကောင်းဆုံးအစိတ်အပိုင်းတွေကိုပဲရွေးချယ်ပြသထားတဲ့ highlight reel တစ်ခုပါဘယ်သူမှသူတို့ရဲ့ငိုကြွေးနေတဲ့ညတွေကြွေးမီပြဿနာတွေမိသားစုရန်ဖြစ်တဲ့တွေကို post မတင်ကြပါဘူးမိတ်ဆွေကသူတို့ရဲ့ပြပွဲကိုကြည့်ပြီးကိုယ့်ရဲ့နေ့စဉ်ဘဝ behind the scenes နဲ့သွားရှင်နေတာဟာမိတ်ကပ်လိမ့်ထားတဲ့မင်းသမီးတယောက်ကိုကြည့်ပြီးကိုယ့်ရဲ့အိယာနိုးစာမျက်နှာနဲ့သွားနိုင်ရှင်နေတယ်လို့ပါပဲရှင်ဒါဟာအစကတည်းကမတရားတဲ့ပြိုင်ပွဲတစ်ခုပါပဲဗုဒ္ဓမြတ်စွာဘုရားကဝိပ္ပန္လာတအမြင်မှားခြင်းအကြောင်းကိုဟောကြားခဲ့ပူပါတယ်အစစ်အမှန်မဟုတ်တဲ့ပုံရိပ်ရောင်တွေကိုအစစ်အမှန်လို့ထင်ပြီးပူလောင်နေတာဟာဝိဇ္ဇာရဲ့လှည့်စားမှုတစ်ခုပါပဲရှင်နှိုင်းရှင်ခြင်းရဲ့နောက်ွယ်မှာမနာလိုစိတ်ဆိုတဲ့အစိတ်အတောက်ကကပ်ပါလာတတ်ပါတယ်ရှင်သူကတော့ဖြစ်သွားပြီငါကတော့မဖြစ်သေးဘူးဆိုတဲ့အတွေးဟာကိုဒုတိယမြားနဲ့ပြန်ထိုးနေတာပါပဲဒီနေရာမှာဗုဒ္ဓပေးတဲ့ဆေးတစ်ခွက်ကတော့မုဒိတာပါပဲရှင်သူများအောင်မြင်တာကိုမြင်တဲ့အခါဝမ်းသာပါတယ်လို့စိတ်ထဲကနေအမှန်တကယ်ဆုတောင်းပေးလိုက်တာဟာသူများအတွက်တင်မကပါဘူးကိုယ့်ရဲ့စိတ်ကိုအစိတ်ငွေကြားကနေကယ်တင်လိုက်တာပါရှင်သူများအတွက်ဝမ်းမြောက်ပေးနိုင်တဲ့စိတ်ကပိုပြီးပေါ်ပါလာတဲ့အခါမိတ်ဆွေရဲ့ကိုယ်ပိုင်အောင်မြင်မှုအတွက်အားအင်တွေအလိုလိုပြည့်လာမှာပါရှင်မနာလိုစိတ်ကစိတ်ကိုကျဉ်းမြောင်းစေပြီးမုဒိတာကစိတ်ကိုကျေပြောစေပါတယ်ရှင်နောက်တစ်ချက်ကတော့အကြောင်းတရားပါဗုဒ္ဓဘာသာမှာအရာရာဟာအကြောင်းရှိလို့အကျိုးဖြစ်တာပါသူများတွေအောင်မြင်နေတာဟာသူတို့ရဲ့အတိတ်နဲ့ပြစ္ဆုတ်ပံမှာစိုက်ပျိုးခဲ့တဲ့မျိုးစေ့တွေကြောင့်ဖြစ်ပါတယ်ရှင်မိတ်ဆွေရဲ့မျိုးစေ့ကအခုမှစိုက်ရတာဆိုရင်တစ်ပင်ကြီးဖြစ်ဖို့အချိန်စောင့်ရပါအောင်မယ်တရက်ပင်ကဇွန်လမှာအသီးသီးသလိုဒူးရင်ပင်ကတော့နောက်အချိန်မှအသီးသီးတာပါရှင်ဘယ်အပင်ကပိုတော်လဲလို့နှိုင်းရှင်လို့မရပါဘူးရှင်မိတ်ဆွေမှာလည်းမိတ်ဆွေရဲ့ကိုယ်ပိုင်အချိန်စရာ timeline ရှိပါတယ်ရှင်သူများလမ်းကိုကြည့်ပြီးကိုယ်လမ်းကိုမျက်စိရှမ်းမနေပါနဲ့ဗုဒ္ဓကအတ္တာဟိအတ္တနောနာထောမိမိကိုယ်သာကိုယ်ွယ်ရလို့ဟောကြားခဲ့တာဟာသူများကိုအားကိုးဖို့နှိုင်းရှင်ဖို့မဟုတ်ပဲကိုယ့်ရဲ့ခြေလမ်းတွေကိုပဲအာယုံစိုက်ဖို့လမ်းပြခဲ့တာပါရှင်ဒီတော့နှိုင်းရှင်ခြင်းအစိတ်အတောက်ကနေရုံထွက်ဖို့မိတ်ဆွေကိုဒီနေ့ပဲလက်တွေ့လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင် Number 1 Digital Detox တနေ့ကိုအနည်းဆုံး1နာရီလောက်ဖုန်းကိုလုံးဝပိတ်ထားပြီးကိုယ်စိတ်နဲ့ကိုနေကြည့်ပါရှင် Number 2 The Deep Social media ကိုသုံးတဲ့အခါငါအခုတိမ်ငယ်စိတ်ဝင်နေပြီလားလို့ကိုသတိနဲ့ပြန်စောင့်ကြည့်ပါရှင်တိလိုက်တာနဲ့တင်အဲ့ဒီအစိတ်ကပြေသွားပါလိမ့်မယ် Number 3 Gratitude Journal သူများမှာရှိတာကိုကြည့်မဲ့အစားကိုယ်မှာရှိတဲ့အသေးအမွှားလေးတွေကိုကျေးဇူးတင်တဲ့စာရင်းလေးလုပ်ကြည့်ပါရှင်ဥပမာဒီနေ့တောက်ရတဲ့ coffee လေးကအရသာရှိလိုက်တာဒီနေ့ရာသီဥတုလေးကောင်းလိုက်တာစသဖြင့်ပေါ့ရှင် Number 4 Follow list ကိုရှင်းလင်းပါကြည့်လိုက်တိုင်းကိုယ့်ကိုစိတ်ညစ်စေတဲ့တိမ်ငယ်စေတဲ့ account တွေကို unfollow ဒါမှမဟုတ် mute လုပ်ထားလိုက်ပါရှင်ကိုယ့်ရဲ့စိတ်အေးချမ်းမှုကသာအရေးကြီးဆုံးပါပဲရှင်မိတ်ဆွေတို့ရှင်မိတ်ဆွေဟာဘသူနဲ့မှနှိုင်းရှင်စရာမလိုအောင်ပြည့်စုံပြီးသားဖြစ်တည်မှုတစ်ခုပါရှင်ကောင်းကင်မှာလနဲ့ကျဲတွေဟာအတူရှိနေပေမဲ့သူတို့ဟာပြိုင်မနေကြပါဘူး
သူတို့ရဲ့အချိန်ကြရင်သူတို့ရဲ့အလှတရားနဲ့သူတို့လင်းလက်တောက်ပနေကြတာပါပဲရှင်မိတ်ဆွေရော social media ကြည့်ရင်စိတ်ပင်ပန်းရတဲ့အခိုက်အတန့်တွေရှိလားအဲ့ဒီအချိန်မှာဘလို့ဖြေရှင်းလိမ့်ရှိသလဲဆိုတာ comment မှာရေးပေးသွားကြပါအောင်ရှင်ကျမတို့အားလုံးသူများကိုကြည့်ပြီးတိမ်ငယ်နေမဲ့အစားကိုယ့်ရဲ့အလင်းတရားနဲ့ကိုလင်းလက်နိုင်ကြပါစေရှင်The Buddha Mindset Channel ကိုလည်း subscribe လုပ်ပေးထားဖို့မမေ့ကြပါနဲ့အောင်နော်